နိုင်ငံရဲ့ချီရပြိသက်ကြီးကိုနိုင်ငံတို့ငရုတ်သီးခင်းလေးကိုလိုက်ပြကြပါတယ်တချို့သူတွေကငရုတ်သီးပင်လေးမမြင်ဘူးတချို့သူကမြင်ဘူးပြီးသားဖြစ်မှာပဲအဲ့တော့နိုင်ငံတို့ရဲ့ငရုတ်သီးတွေကိုဘယ်လိုစိုက်ပျိုးကြလဲဘာတွေလုပ်နေကြလဲဆိုတော့တော့ဆက်စုကြအောင်လိုက်ခဲ့ဒီဘက်မှာဆိုရင်ငရုတ်သီးကအမျိုးမျိုးစိုက်ပျိုးကြတယ်ငရုတ်သီးအသေးအကြီးအလက်ပြီးဒီလိုမျိုးအပွားသီးဆိုတာစိုက်ပျိုးကြရပေါ့နော်ဒီငရုတ်သီးပင်ဂျားရဲမှာခါကြသူတို့ကပဲသီးပင်ကိုညက်ပြီးတော့စိုက်ကြဒါခါကြပဲသီးဒါပဲတောင်ရှိပေါ့နော်အဓိကဒီပဲဒါရင့်သွားပြီဒီပဲတောင်ခါရှေခါကြတော့ဒီပဲတောင်ရှေခါကြတော့သူကငရုတ်သီးပင်ဂျားရဲမှာသူတို့ကညက်ပြီးတော့စိုက်တာပြီးရင်ဒီမှာဆိုရင်ငရုတ်သီးဘွားမကြည့်ငရုတ်သီးအပွားဒီမှာအဲ့တော့ငရုတ်သီးကအကြီးရှိရအသေးရှိအလက်ရှိအပွားရှိတယ်တခါကျငရုတ်သီးတွေကိုသူကခူးတယ်ခူးပြီးတော့တောင်းနဲ့ပြစ်ထင်ဒီကသူကတောင်းရိုဘာလိုမျိုးလဲပအိုးအော်ပအိုးလူမျိုးအမ်နဲ့နဲ့အမ်တတော့ရှင်နာတပိတ်တာနာဖေးပါကမနာတတဲ့နေမိသေးတယ်ခါရွာနေတယ်သူဆွဲအော်ဒါကကျသူကတပိတ်တာကိုသူကဒီကနေနဲ့1600သူကရောင်းရတာပေါ့နော်သူကခုကလေးကငရုတ်ဒီအပွားတဲ့ငရုတ်ဒီအရှိတဲ့ထားပေါ့ဒါကတငရုတ်ဒီအပွားပေါ့နော်သူကခူးပြီးတော့ထည့်တာပေါ့အော်ဒီစိုက်ခင်းတစ်ခုလုံးကလည်းပဲဒါတော့ငရုတ်ဒီစိုက်ခင်းပေါ့ငရုတ်ဒီစိုက်ခင်းမှာဒါကငရုတ်ဒီရှည်နေငရုတ်ဒီပွားကိုစိုက်ပြိုးတယ်ပြီးငရုတ်ဒီပင်ကြားထဲမှာသူတို့ကပဲသီးကိုစိုက်ပြိုးတာပေါ့ဒါငရုတ်ဒီစိုက်ခင်းလေးပါရှင်အော်သူတို့ရဲ့ဒူနေပုံပွားကိုလိုက်ပြီးတော့လိုက်လေးလိုက်ကြအောင်你他妈呢？落口边呢，落木边呢？落口边呢，落木边呢？大家知道都是晒开么喏？都是第一六年木不啊哈，假如把那什么那 sorry 他来嘞，那 sorry 他没都这个表情嘛都这顿票咯，两步咯的，偏前的咯，有的咯，我晒到。ပေါင်းတယ်ပဲစိုက်မယ်ချွေမယ်ပြင်ညနေကျရင်သူတို့အိမ်ပြန်ကြရပေါ့သူတို့တမိသားစုလုံးကသူတို့ကဒီစိုက်ခင်းထဲမှာပဲသူတို့ကရှင်တန်ကြရပေါ့နော်အိမ်မှာဆိုရင်အခုချိန်ဆိုတော့ခတ်သွားပြီပြီးကြရင်သူတို့ဒီမှာဆိုတဲလေးထိုးတယ်တဲလေးထိုးတော့ဒီမှာပဲနားကြတယ်ဒီအိတ်ကြရပြီးညနေကျရင်ပြန်ပြီးတော့သူတို့လှုပ်ရတာပေါ့နော်ချစ်စရာလေးမောနဲ့မွေးသား